ကျွန်တော်တို့ဒီမှာ18ရက်နေ့ညနေခင်းပိုင်းမှာထိပ်စီးတစ်လုံးပွဲရှည်တယ်6ပွဲပေါ့ဒါပေမဲ့ तू ကတခြားပံ့ပိုးမှုတွေရမ်းကောင်းတယ်ပေါ့ဗျာနော်ဒါစပြမယ်ပေါ့ဒီ3လုံးပေါင်း3ကိုဒီမှာ3ရေးလိုက်ပြီပေါ့နော်ဒါဆိုဒီ3လုံးပေါင်း4ကို4ရေးမယ်ပေါ့ဒီ3လုံးပေါင်း5ကို5ရေးမယ်ပေါ့နော်ဒီ3လုံးပေါင်း9ကို9ရေးမယ်ပေါ့ဒီ3လုံးပေါင်း2ကို2ရေးမယ်ပေါ့နော်ဒီ3လုံးပေါင်း6ကို6ရေးမယ်ပေါ့ဒါဆိုရင် तू က3 4 5 9 2 6အဲ့ဒါတွေကိုဒီမှာ3နဲ့ခက်5ဆိုပြီးတော့ဇုံကျွေးတယ်ပေါ့နော်4နဲ့ခက်2ဆိုပြီးဇုံကျွေးတယ်5နဲ့ခက်3ဆိုပြီးဇုံကျွေးတယ်ပေါ့နော်9နဲ့ခက်6ဆိုပြီးဇုံကျွေးတယ်ပေါ့နော်အဲ့ဒီပွဲတွေတော့ပေါက်လိုက်တယ်ပေါ့နော်ဒါဆိုမင်းညကဒီမှာဒီနှစ်ကို तू က2လို့ဆက်ရိုက်သွားတယ်ပေါ့နော်ဆက်ရိုက်သွားတယ်ဒါပေမဲ့2နဲ့ခက်4ပိတ်နဲ့6လေးရတော့မအောင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့2ပါဝါကို तू ခွန်ဆိုပြီးတော့လှုပ်သွားတယ်ပေါ့နော်ဒါဆိုဒီ6ကို तू ကဒီမှာ6လို့ထည့်ပြီးတော့3ထိပ်ပေါ့နော်ဒါဆိုကျွန်တော်ကဘာတွေထိုးထားရမလဲဆိုတော့ तू ကတောက်6မှန်နေတာပေါ့နော်တောက်6မှန်နေတာဆိုခင်ဗျားတို့သဘောပေါက်လာတော့မသိဘူးနော်အဲ့တော့ဒီ3လုံးပေါင်း3ကို तू ကဒီ3လုံးပေါင်း3လို့ထည့်ပြီး3နဲ့ခက်5ပိတ်တယ်နော်အဲ့တော့ဒီ3လုံးပေါင်း4ကိုဒီ3လုံးပေါင်း4လို့ရိုက်ပြီး4နဲ့ခက်2ပိတ်တယ်ပေါ့နော်ဒီ3လုံးပေါင်း5ကိုဒီ3လုံးပေါင်း5လို့ရိုက်ပြီး5နဲ့ခက်3ပိတ်တယ်ဒါဆို तू ကဒီ3လုံးပေါင်း6ကိုဒီ3လုံးပေါင်း6လို့ရိုက်6နဲ့ခက်6ပိတ်တယ်ဒါကနှစ်ခက်တည်းကြီးပိတ်တာပေါ့နော်အခုမှ तू ကပါဝါလာတယ်ဗျာနော်ဒီ3လုံးပေါင်း2ကိုဒီ3လုံးပေါင်း2လို့ရိုက်ပြီး2ပါဝါခွန်ပိတ်တယ်ပေါ့နော်ဒါဆို तू က2အောက်မှာဘာရှိလဲဆိုတော့ဒီမှာ3လုံးပေါင်း6လို့ရှိတာပေါ့နော်အဲ့ဒီ6ကိုဒီ3လုံးပေါင်း6ဆိုတော့ကျွန်တော်တို့က3ထိပ်ပေါ့ဒါဆိုရင် तू ကဘာလုပ်ထားရမလဲဆိုတော့6ပါဝါ1ပေါ့နော်3 1 6နဲ့ခက်9ပေါ့3 9ပေါ့နော်အဲ့တော့6ကို6ပြောင်ပိတ်နဲ့3 6ပေါ့နော်အဲ့3ခွက်ကတော့မဖြစ်မနေထည့်ထိုးထားရမယ်ဆရာကြီး3ခွက်ပေါ့ဗျာနော်3 1 3 6 3 9ပေါ့နော်အဲ့တော့အဲ့ဒါက3ထိပ်ပေါ့နော်အဲ့ဒီ3ထိပ်ကိုကျွန်တော်နောက်ထက်ဒီ site ပြေးလမ်းကြောင်းတစ်ခုနဲ့ပြမယ်ပေါ့ဗျာနော်သူကဒီတစ်ပေါ့နော်ဒီတစ်ကိုနှလုံးတစ်လို့ရိုက်လိုက်တယ်ပေါ့နော်ဒီတစ်ကိုနှလုံးတစ်လို့ရိုက်ပြီးရင်အဲ့ဒီဒီတစ်ကိုတစ်ရဲ့နှခါဒီ3လုံးပေါင်း8လို့ရိုက်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်းဒီတစ်ကိုနှလုံး3နဲ့8နဲ့နှလုံးတစ်ကိုတစ်လို့ပိတ်ပြီးမှဒီတစ်ကိုတစ်နှခါကို8လို့ရိုက်ပြီးတော့အဲ့8ရဲ့နှခါကိုသူက6ရဲ့2ရဲ့3ရဲ့ပေါင်း1လို့ရိုက်လိုက်တယ်ပေါ့နော်အဲ့ဒီတစ်ကတစ်ထိတ်လို့ပြန်ကဲရိုက်ထားတယ်ပေါ့နော်ဒါဆိုရင်တစ်ပြီးတာနဲ့ဒီ6က6နဲ့3နဲ့9လို့ရိုက်ထားတယ်ပေါ့နော်ဒါဆိုဒီ9ကို9နဲ့ခက်ဒီ3လုံးပေါင်း6လို့ရိုက်ပြီးဒီ3လုံးပေါင်း6ကို6ရဲ့နှက်ခက်ဒီ3လုံးပေါင်း9လို့ရိုက်ပြီး9ထိပ်စီရှာထားတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီမှာပေါ့ဒီ9နဲ့8နဲ့3လို့ရိုက်တာကို3လို့ပိတ်ခဲ့တယ်ပေါ့နော်ဒါဆိုဒီ3က3နှက်ခက်ဒီ3လုံးပေါင်း5လို့ရိုက်ပြီးအဲ့9ကို9ရဲ့နှက်ခက်ဒီ3လုံးပေါင်း3လို့ရိုက်ပြီးအဲ့ဒီ3က3ထိပ်ဆိုပြီးကယ်ရီပြန်ရိုက်ထားတယ်ပေါ့နော်ဒါကတော်တော်လှတဲ့ site ပြနော်ဒီ193ကိုသူကပြန်ဖြီသွားတာကိုဒီ1ကနှလုံးပေါင်း1လို့ရိုက်ပြီးအဲ့ဒီ1ကို3လုံးပေါင်း1နဲ့ထည့်ပြီး1ထိပ်ထည့်လိုက်တာလို့ဒီ9ကနှလုံးပေါင်း9လို့ထည့်ပြီးအဲ့9ကို3လုံးပေါင်း9လို့ရိုက်ပြီး9ထိပ်ထည့်လိုက်တာလို့ဒီ3ကနှလုံးပေါင်း3လို့ရိုက်ပြီးအဲ့ဒီ3ကို3လုံးပေါင်းရင်3လို့ထည့်ပြီး3ထိပ်ထည့်လိုက်တာပေါ့နော်ဒါ3ထိပ်ကိုဒါ3ပွဲဆိုင်နဲ့ပြန်ထောက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း8ကို8ရဲ့နှက်ခတ်ကိုဒီ3လုံးပေါင်း8ကိုsorry ဒီ1ကို1နှက်ခတ်ကို8လို့ရိုက်ပြီးအဲ့8က8နှက်ခတ်ပြန်1တာတို့ဒီ9ကို9နှက်ခတ်ကိုဒီ3လုံးပေါင်း6လို့ရိုက်ပြီးအဲ့6နှက်ခတ်ပြန်9တာတို့ဒီ3ကို3နှက်ခတ်ဒီ3လုံးပေါင်း5လို့ရိုက်ပြီးအဲ့9နှက်ခတ်ပြန်3တာဆို3ထိပ်ပေါ့နော်ဒါက3ထိပ်ကောဒါဆိုအဲ့မှာ3ထိပ်တစ်လုံးပေါ့ဗျာနော်ဒါဆိုအဲ့3ထိပ်တစ်လုံးကိုဒီနားမှာကျွန်တော်ကဒီနှလုံးပေါင်းခွန်လို့ရိုက်တာကိုဒီနှလုံးပေါင်းခွန်လို့ရိုက်တာကိုခွန်နှက်ခတ်ကို3မြထိပ်လို့ရိုက်ပြီးရင်ဒီ3မြက3မြနှက်ခတ်3လုံးပေါင်းခွန်နဲ့နောက်ပိတ်ထဲမယ်ပေါ့နော်ဒါမှမဟုတ်ဒီ3မြက3မြနှက်ခတ်ဒီ3လုံးပေါင်းခွန်နဲ့နောက်ပိတ်ထဲမယ်ပေါ့နော်ဒါဆိုဒုတိယကက်မှာနှလုံးပေါင်း5လို့ရိုက်တာကို9နှက်ခတ်ကို3ထိပ်လို့ရိုက်ခဲ့တယ်ပေါ့နော်ဒါဆိုဒီ3ကို3နှက်ခတ်ဒီ3လုံးပေါင်း5ဆိုခွန်နောက်ပိတ်ထဲမယ်ပေါ့နော်ဒါဆိုဒီ3ကို3နှက်ခတ်ဒီ3လုံးပေါင်း5လို့ခွန်နောက်ပိတ်ထဲမယ်ပေါ့နော်ဒါဆိုဒီနှလုံးပေါင်း8ကို8နှက်ခတ်ကို1ထိပ်လို့ရိုက်လိုက်တယ်ပေါ့နော်ဒါဆိုဒီ1ကို1ရဲ့နှက်ခတ်ဒီ3လုံးပေါင်း8မယ်ဆို9နောက်ပိတ်ပေါ့နော်ဒါဆိုရင်ဒါမှမဟုတ်ဒီ1ကို1ရဲ့နှက်ခတ်ဒီ3လုံးပေါင်း8မယ်ဆိုရင်4နောက်ပိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က3 9 3 4ဆိုပြီးတော့ဒါဆိုဒီထဲမှာဒီအုပ်စုထဲမှာဒီနှစ်ကွက်သွားတူတယ်ပေါ့ဗျာနော်
ဒါကဒါ3ထိပ်နဲ့ထိုးရမယ့်အပိုင်းလေးတွေပြောတာပေါ့နော်ဒါဆိုရင်နောက်တစ်ခွက်ထည့်မယ်ပေါ့နော်ဒီ3လုံးပေါင်း9က9နှစ်ခက်ကို6ပိတ်တာလို့ဒီ3လုံးပေါင်း3မြက3မြနှစ်ခက်ခွန်ပိတ်တာလို့ဒီ3လုံးပေါင်း1က1နှစ်ခက်ကို10ပိတ်နဲ့38ပေါ့နော်38အဲ့ဒါဆိုရင်တော့လုံပြီပေါ့ဗျာနော်အဲ့ထဲမှာဒီ34ဆိုတဲ့ကဏ္ဍကိုနည်းနည်းလေးပိုကြိုက်မိတယ်ပေါ့ဗျာနော်34ဘာလို့ပိုကြိုက်လဲဆိုတော့ကျွန်တော်တို့ဒီမှာဒီ6က3လုံးပေါင်း6လို့ရိုက်တာကို6ပိတ်လိုက်တာတို့ဒီခွန်က3လုံးပေါင်းခွန်လို့ရိုက်တာကိုခွန်ပိတ်လိုက်တာတို့ဒီ4က3လုံးပေါင်း4လို့ရိုက်တာကို4ပိတ်လိုက်တာပေါ့နော်အဲ့4ပိတ်ကကျွန်တော်တို့အဲ့4ပိတ်တာထည့်လိုက်လို့ရှိရင်သူကနှလုံးပေါင်းခွန်ကိုခွန်တစ်ခက်3မြလို့ရိုက်ပြီးဒီ3လုံးပေါင်းခွန်နဲ့ပြန်ရိုက်တာတို့ဒီနှလုံးပေါင်း9ကို9တစ်ခက်3လို့ရိုက်ပြီးဒီ3လုံးပေါင်း3တစ်ခက်9နဲ့ရိုက်တာတို့ဒီနှလုံးပေါင်း8ကို8တစ်ခက်1လို့ရိုက်ပြီးဒီ1ကို1တစ်ခက်ဒီ3လုံးပေါင်း8တာဆို4အပိတ်ပေါ့နော်အဲ့တော့မနက်ကရိုက်သွားတဲ့ဒီ site တွေကတော့မကြိုက်တော့ဘူးပေါ့ဗျာနော်ဒီ3လုံးပေါင်း3ကဒီ3လုံးပေါင်း3က3ရဲ့ပါဝါဒီ3လုံးပေါင်း8လို့ရိုက်ပြီး8ပါဝါကို3ပိတ်တာတို့ဒီ3လုံးပေါင်း6ကဒီ6ပါဝါဒီ3လုံး1လို့ရိုက်ပြီး1ပါဝါ6ပိတ်တာတို့ဒီ3လုံးပေါင်းခွန်ကခွန်ပါဝါကိုဒီ3လုံးပေါင်း2လို့ရိုက်ပြီး2ပါဝါခွန်ပိတ်တာတို့နော်အဲ့တော့ဒီ3လုံးပေါင်း3မြကို3မြပါဝါ9ပိတ်မှာလားပေါ့နော် sorry ဒီ3လုံးပေါင်း3မြက3မြပိတ်မှာလားပေါ့နော်ဒါဆိုဒီ3လုံးပေါင်း1က1ပါဝါ6ပိတ်မလားပေါ့နော်3မြနဲ့6နဲ့အပိတ်မကြိုက်ဘူးပေါ့ဗျာနော်ကြိုက်တယ်ဆိုရင်မိတ်ဆွေတို့ကကိုထိုးပါဗျာနော်နှလုံးပေါင်း6က6ပိတ်တာနှလုံးပေါင်းခွန်ပိတ်တာနှလုံးပေါင်း6ပိတ်တာပေါ့နော်ဒါကိုကြိုက်ကိုထိုးပေါ့နော်အဲ့တော့အဲ့မှာတခါနောက်ထပ်ဒီ3လုံးပေါင်း3ကိုသူကဒီ3လုံးပေါင်း3နဲ့ထည့်လိုက်တာတို့ဒီ3လုံးပေါင်း6ကိုဒီ3လုံးပေါင်း sorry တဲ့36ဒီ3လုံးပေါင်း3ကိုဒီ3လုံးပေါင်း3နဲ့ထည့်လိုက်တာတို့ဒီ3လုံးပေါင်း6ကိုဒီ3လုံးပေါင်း6နဲ့ထည့်လိုက်တာတို့ဒီ3လုံးပေါင်း9ကိုဒီ3လုံးပေါင်း9နဲ့ထည့်လိုက်တာတို့ဒီ3လုံးပေါင်း3မြကိုဒီ3လုံးပေါင်း3မြနဲ့ထည့်လိုက်တာတို့4ပိတ်ပေါ့နော်ဒါတော့အဲ့4ပိတ်ကို3ထားတယ်ပေါ့နော်4ပိတ်ကို3ထားတယ်ဘာဖြစ်ဆိုတော့ဒီ6ခွန်4ဆိုတဲ့ကောင်ကို6ခွန်4လို့ပြန်ပိတ်သွားရင်ပေါ့နော်ဒီ6က3လုံးပေါင်း6ခွန်က3လုံးပေါင်းခွန်ဒီ4က3လုံးပေါင်း4လို့ထည့်တာနော်အဲ့တော့မနက်ကရိုက်တဲ့ဒီ6က6ပါဝါကို1လို့ရိုက်လို့1နဲ့ခက်ကို8နဲ့ထည့်လိုက်တာတို့ဒီ9က9နဲ့ခက်ကို3လို့ရိုက်9ပါဝါကို3မြလို့ရိုက်လို့ဒီ3မြရဲ့နဲ့ခက်ကိုခွန်နဲ့ထည့်လိုက်တာတို့ဒီ8က8ရဲ့ပါဝါ3လို့ရိုက်လို့3နဲ့ခက်ကို9နဲ့ထည့်လိုက်တာပေါ့နော်ဒါဆိုဒီခွန်ရဲ့ပါဝါကိုဒီ3လုံးပေါင်း2လို့ရိုက်လို့2နဲ့ခက်ကို4လို့ထည့်မယ်ဆိုရင်တော့9နောက်ပိတ်ပေါ့နော်ဒါဆိုအဲ့ဒီ9နောက်ပိတ်ကတော့ကင်ထိုးရမယ်ပေါ့ဗျာနော်ဘာလို့လဲဆိုတော့ तू က6ကိုဒီ6ကို6ပါဝါကို1လို့ရိုက်တယ်ပြီးမှ1ရဲ့လက်ခက်ကို8နဲ့ထည့်ထားတာပေါ့နော်ဒီ9ကို9ပါဝါကို3မြလို့ရိုက်တယ်ပြီးမှ3မြရဲ့လက်ခက်9နဲ့ထည့်ထားတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီ8က8ရဲ့ပါဝါကို3လို့ရိုက်ပြီးမှ3လက်ခက်ကို9နဲ့ထည့်ထားတာပေါ့နော်ဒါဆိုဒီခွန်ပါဝါကို2လို့ तू ကထည့်သွားတဲ့အတွက်9ထိပ်ကိုထည့်သွားတဲ့အတွက်ဒီ2ရဲ့လက်ခက်ကို4မယ်ဆိုတဲ့9နောက်ပိတ်နဲ့3 5ပေါ့နော်အဲ့တော့3 5ပေါ့နော်ကျွန်တော်အကြိုက်ဆုံးဒီကဏ္ဍ3ခွက်ရေးပေးထားတယ်ပေါ့နော်3 5 3 5 38 36 31ပေါ့နော်ဒါ3 line ထဲထိုးရမှာပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တို့ဗီဒီယိုဖိုင်ကလည်းရှင်းတင်မရဘူးပြခတ်တာကပေါ့နော်ဒါက3ထိပ်ပေါ့ဗျာနော်3ထိပ်က6ပွဲရှိတယ်ဒါပေမဲ့3ပွဲစိုက်တော်ကောင်းတယ်ပေါ့နော်အဲ့တော့မနက်ကရိုက်လိုက်တယ်ဒီ3လုံးပေါင်းရင်6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 ဆို3မြထိပ်ပေါ့နော်အဲ့ကောင်လေးစကားလေးနဲ့ပြောတယ်ဗျာနော်အဲ့ဒီကောင်လေးစကားလေးနဲ့ပြောတယ်ဆိုတော့ဒီအပေါ်ဒီမှာရိုက်ခဲ့တဲ့ဒီမိတော့မမီတော့ဘူးပေါ့ဗျာနော်မိတလောက်တော့ကျွန်တော်ပြပေးမယ်ပေါ့နော်ဒီ3လုံးပေါင်း6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  6လေးပြားပေါ့နော်အဲ့ဒီ6လေးပြားတွေကို तू အပေါ်မှာရိုက်ခဲ့တယ်ဒီ3လုံး9ဒီ3လုံးဒီ3လုံး9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 လို့9တွေလေးပြားရိုက်ခဲ့တယ်ပေါ့နော်အဲ့ဒီ9တွေလေးပြားကိုလည်းဒီမှာ तू ပြန်ရိုက်ခဲ့တယ်9တွေကိုပြန်ရိုက်ခဲ့တယ်ပေါ့ဗျာနော်အဲ့ဒီ9တွေကိုဒီ3လုံးပေါင်းရင်9ဒီ3လုံးပေါင်းရင်9 sorry အဲ့9တွေကိုဒီနားလေးမှာ9လေးပြားပြန်ရိုက်ခဲ့တာရှိတယ်ဗျာနော်9လေးပြားပြန်ရိုက်ခဲ့တာရှိတယ်ဆိုတော့ဒီ3လုံးပေါင်းရင်9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 လို့9တွေလေးပြားရိုက်ခဲ့တယ်ပေါ့နော်အဲ့ဒီ9တွေလေးပြားကိုလည်းဒီမှာပြန်ရိုက်ခဲ့တာတွေရှိတယ်ဗျာဒီဇောင်း3လုံး9တွေပြန်ရိုက်ခဲ့တာရှိတယ်ပေါ့နော်အဲ့တော့မမှတ်မိတော့ဘူးပေါ့နော်အဲ့ဒီကျွန်တော်ဖိုင်ရှင်းလို့လည်းမရတာလည်းပါတယ်ဗျာနော်အဲ့တော့အဲ့9တွေကို9ရက်နဲ့ခက်6 9ရက်နဲ့ခက်6 9ရက်နဲ့ခက်6 9ရက်နဲ့ခက်6ဆို3မြထိတ်လည်းထည့်သွားနိုင်တယ်ပေါ့နော်ဒါဆိုအဲ့3မြထိတ်နဲ့အစောနာက9ပိတ်လေးကတော့တော်တော်ကောင်းလာကိုတွေ့ရတယ်ဗျာနော်3မြ9တစ်ခွက်ထည့်ထူပေါ့နော်3မြ9တစ်ခွက်ထည့်ထူအရန်ပေါ့ဗျာနော်ကြောက်လို့ပေါ့နော်
ဒါဆိုအဲ့တုံများထိတ်ကကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ဒီရှစ်ကရှစ်ရက်နဲ့ခက်ကိုဒီ3လုံး1လို့ရိုက်ပြီး1ထိတ်ရိုက်မှာလားပေါ့နော်ဒီ6က6ရက်နဲ့ခက်ဒီ3လုံး9လို့ရိုက်လို့9ထိတ်ရိုက်မှာလားပေါ့ဒီခွန်ကခွန်ရက်နဲ့ခက်3မြလို့ရိုက်လို့3မြထိတ်ရိုက်မှာလားပေါ့နော်ဒါကြောင့်မို့လို့ဒီဒါပေမဲ့ကျွန်တော်ဒီမှာမကြိုက်တဲ့ထိတ်စည်းတွေတော့ရှိတယ်ဗျာနော်ခင်ဗျားတို့ဒီမှာပေါ့ဒီ1ကဒီ3လုံးပေါင်းရင်1နဲ့ထည့်တာတို့ဒီ9ကဒီ3လုံးပေါင်းရင်9နဲ့ထည့်တာတို့ဒီ3ကဒီ3လုံးပေါင်းရင်3နဲ့ထည့်တာတို့ဒီ6ကဒီ3လုံးပေါင်းရင်6နဲ့ထည့်တယ်ဆိုတော့နှစ်ထိတ်မကြိုက်ဘူးပေါ့နော်နှစ်ထိတ်တစ်လုံးမကြိုက်ဘူးပေါ့နော်ဒီမှာနှစ်ထိတ်မကြိုက်ဘူးအဲ့တော့ဒီမှာနောက်ထပ်ဒီ1ကို1ရက်နဲ့ခက်ကို8လို့ရိုက်လိုက်လို့ဒီ3လုံးပေါင်း8က8ရက်နဲ့ခက်ကိုဒီ3လုံးပေါင်း1မှာဒီ3လုံးပေါင်း6က6ရက်နဲ့ခက်ကိုဒီ3လုံးပေါင်း9နဲ့ရိုက်တာတို့ဒီ3လုံးပေါင်း5က9နဲ့ခက်ကိုဒီ3လုံးပေါင်း3နဲ့ရိုက်တာတို့ဒီ3လုံးပေါင်း4က4နဲ့ခက်ကိုဒီ3လုံးပေါင်း2နဲ့ရိုက်တဲ့8ထိတ်မကြိုက်ဘူးပေါ့နော်8ထိတ်မကြိုက်ဘူးနောက်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့ဒီမှာကျွန်တော်ဒီနှလုံးပေါင်း1ကို3လုံးပေါင်းရင်1နဲ့ထည့်လိုက်တာတို့ဒီနှလုံးပေါင်း9ကို3လုံးပေါင်းရင်9နဲ့ထည့်လိုက်တာတို့ဒီနှလုံးပေါင်း3ကို3လုံးပေါင်းရင်3နဲ့ထည့်လိုက်တာတို့ဒီနှလုံးပေါင်း8ကို3လုံးပေါင်းရင်8နဲ့ထည့်လိုက်တာဆိုတော့4ထိတ်မကြိုက်ဘူးပေါ့နော်အဲ့ဒါလေးတွေကဒါကျွန်တော်မကြိုက်တဲ့ထိတ်စီး3လုံးပေါ့ဗျာနော်အဲ့တော့ဒီမှာနောက်ထပ်တစ်ခုပြောချင်တာကတဲ့ဒီ19ဆိုတော့6 819ဆိုတော့6 8တဲ့ကျွန်တော်ဒုတိယဗီဒီယိုဖိုင်တစ်ခုတင်ပြပြနော်ဗီဒီယိုဖိုင်ဒါ3နဲ့ပတ်သက်တဲ့ကဏ္ဍဒီအရင်ဆုံးဒီကဏ္ဍတွေထဲမှာပေါ့နော်ကြိုက်တဲ့ကဏ္ဍကတော့393435ဆိုတဲ့ကဏ္ဍ3ခွက်ကြိုက်တယ်ပေါ့နော်ဒုတိယတစ်ဖိုင်နောက်ထပ်လာမယ်ဗျာနော်